အားလုံးပဲမင်္ဂလာပါဒီဘောကအမကြီးပေးထားသလိုမျိုးပဲမြန်မာနိုင်ငံမှာก็လုပ်လို့မရဘူးမဟုတ်လားတဲ့မှန်ပါတယ်ဗျမြန်မာနိုင်ငံမှာလုပ်လို့မရသေးပါဘူးထိုင်းနဲ့မလေးရှားနဲ့ကမ္ဘောဒီးယားနဲ့သုံးနိုင်ငံလောက်ပဲလုပ်လို့ရပါသေးတယ်เนาะဆိုတော့ကျွန်တော်တို့ထိုင်းနဲ့မလေးရှားကိုရောက်နေတယ်ကျွန်တော်တို့ရွှေမြန်မာတွေအတွက်ကရွှေမြန်မာအတွက်အထူးအခွင့်အရေးဖြစ်တယ်เนาะကျွန်တော်တို့ထိုင်းနိုင်ငံမှာရောက်ပြီးတော့မှကျွန်တော်တို့ဝင်ငွေလမ်းကြောင်းတစ်ခုရှိရတယ်လို့ရှိရင်ဒုတိယဝင်ငွေလမ်းကြောင်းအနေနဲ့ကျွန်တော်တို့ topic ကိုလုပ်လို့ရတယ်เนาะ topic ကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရက်ကိုပတ်တစ်ချောင်းလဲရှာလို့ရတယ်1000လဲရှာလို့ရတယ်တချို့ဆိုလို့ရှိရင်9000 1000ထိရှာလို့ရတယ်เนาะကျွန်တော်တို့အရှိရ senior တွေဆိုလို့ရှိရင်တရက်ကိုပတ်ငွေ1000ချီရှာနေရတယ်တစ်လကိုပတ်ငွေသိန်းနေရတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့နိုင်ငံခြားကိုရောက်လာတာဖြစ်တဲ့နိုင်ငံခြားကိုရောက်လာတာပတ်စံရှာဖို့လာတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဝင်ငွေလမ်းကြောင်းတစ်ခုရှိလို့ရှိရင်တစ်ခုကနေပြီးတော့မှကျွန်တော်တို့ဝင်ပတ်စံကိုရှာမှာဖြစ်တယ်ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်ကနေထွက်စရာလည်းမလိုဘူးအိမ်မှာနေရင်ဖုန်းသုံးရင်းနဲ့အပြင်သွားစရာမလိုဘဲနဲ့ဒီ topic ကိုလုပ်လို့ရတယ်เนาะအလုပ်ကံမရှိတဲ့သူတွေအိမ်မှာနေနဲ့အိမ်တော်ရှင်မျိုးသမီးတွေเนาะအိမ်မှာချက်ရင်ပြုတ်ရင်ကလေးထင်းရင်အိမ်လုပ်တွေလုပ်နေရင်လည်း topic ကိုလုပ်လို့ရတယ်တရက်ကိုအချိန်တစ်နိုင်နှစ်နိုင်ပဲပေးရမှာเนาะဆိုတော့ကျွန်တော်တို့မှာပစ္စည်းတွေကြော်ညာစရာမလိုဘူးရောင်းစရာမလိုဘူးတူလောင်စရာလည်းမလိုဘူးရင်းနှားစရာလည်းမလိုဘူးအဲ့တော့တခုမှမလိုပဲတဲ့အိမ်မှာနေရင်းနဲ့ကို topic ကိုလုပ်လို့ရတာဖြစ်တယ်ဆိုတော့ဒီဟာကအရန်စင်ပြေတယ်เนาะအရန်စင်ပြေတယ်ကျွန်တော်တို့ကဘာကြောင့်ပြန်လည်မျှဝေလဲဆိုလို့ရှိရင်ကျွန်တော်တို့လိုမျိုးပဲဝင်ငွေတွေရဖို့အတွက်ကိုကိုယ်နိုင်ငံသားတွေကိုနိုင်ငံသားတိုင်းကိုအဆင်ပြေစေချင်လို့စီးပွားရေးတွေအဆင်ပြေစေချင်လို့ဝင်ငွေတွေရစေချင်လို့ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ဒီအလောက်ကကုသိုလ်လေးရဝန်းလဲဝါဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့ဒီကြော်ညာ post ကိုတွေ့ပြီးတော့မှလူတစ်ယောက်က double ကိုလုပ်ပြီးအဆင်ပြေသွားတယ်เนาะသူရဲ့ခက်ခဲတွေပြေသွားတယ်ဆိုလို့ရှိရင်ကျွန်တော်လည်းကုသိုလ်ရတယ်အားကြောင့်မလို့ကျွန်တော်တို့ကကုသိုလ်လေးရဝန်းလဲဝါအလုပ်ဖြစ်တဲ့ပုံမှာကျွန်တော်တို့ကပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ဖွင့်မှာဆိုလို့ရှိရင်ဒီညီမလေးဆိုလို့ရှိရင်ကလေးတစ်ဖက်နဲ့စူးစမ်းနေတာတရက်ကိုဘတ်ငွေ1000ချီရတယ်တပတ်ကိုဆိုလို့ရှိရင်တလားကိုဆိုလို့ရှိရင်ဘတ်ငွေ9000 8000တသိန်းထိရတယ်ပေါ့နော်စူးစမ်းရင်စူးစမ်းတော့ရပါတယ်အားကြောင့်မလို့ကျွန်တော်တို့ထိုင်းနိုင်ငံထိုင်းတို့မလေးရှားတို့ရောက်နေတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေကို topic ကိုလုပ်ဖို့တက်တုံးလို့ပါတယ်လုပ်မတက်ပါမကူနဲ့ဘယ်လိုလုပ်ရလဲဆိုတဲ့ဟာကိုအသေးစိတ်ကနေစပြီးတော့မှဝင်ငွေရတဲ့အထူးကိုအခမဲ့တင်ပေးတဲ့အဖွဲ့တွေရှိတယ်အခမဲ့ကိုကလိလာတင်ယူမယ်တင်ယူတဲ့တစ်ခုရှိလို့ရှိရင်ကျွန်တော်တို့ဖုန်းသုံးဝင်ငွေချလိုက်ရမှာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်ရဲ့ဒီ topic ကိုလုပ်ဖို့တဲ့စိတ်ကူးရှိတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ post အောက်မှာ77လို့မှန်းခဲ့ပြီเนาะကျွန်တော်အကောင့်လည်းအခမဲ့ဖွင့်ပေးမယ်လိလာတင်ယူတဲ့အဖွဲ့တွေလည်းထည့်ပေးမယ်ကျွန်တော်ကိုယ်တိုင်လည်းတည်တော့တက်တော့အားလုံးကိုပြောပြတင်ပေးပါမယ်လို့ပြောကြလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်